Okay ဒီနေ့ကဒါ Prime Real Madrid နဲ့ Prime Barcelona ကစားသမားတွေရှင်ရွေးမယ် Okay ပါ Okay ဒါ Real fan နဲ့ Barca fan ရွေးမှာပေါ့ဒါပေမဲ့နည်းနည်း personal short ပြီးတော့ရွေးကြမယ်ဗျာ Okay ပါ Okay ဒါ Prime Real Madrid ကတော့ဒါဇီဒန်လက်ထက်3နှစ်ဆက်ချန်ပီယံလိရတဲ့လူစင်းဖြစ်မယ်ပေါ့ Barcelona ကတော့ဒါ Guardiola လက်ထက်ကလူစင်း Okay ရှင်ရွေးမယ်ပထမဆုံးဂိုးသမားတော့ဒါ3နှစ်ဆက်ရတဲ့အချိန်မှာ Real ဂိုးသမား Navas Barcelona ဂိုးသမားကတော့ဒါ Guardiola လက်အောက်က Fernandes ဘယ်သူရွေးမလဲဒီမှာဘယ်သူရွေးမလဲဆိုတာပုံမှန်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒါ Vedat ကပိုတာတယ်လို့ထင်ကောင်းထင်နိုင်ကြရှိတယ်ပေါ့နော်ရှိရဒါပေမဲ့ဟိုဒါ Champion League 3ချိန်ဆိုတော့ဟုတ်တယ်3နှစ်ဆက်ဆိုတာကြီးကဒါကြီးကမဖြစ်နိုင်တဲ့အရာကြီးကိုလုံးပြခဲ့တယ်ဆိုတော့ဒါဒီနေရာမှာလဲသူကမဖြစ်မနေကိုသူ့ရဲ့လက်စွမ်းတွေကပါဝင်ပတ်သက်ခဲ့တာဆိုတော့ကီလာနာဘတ်ကိုပဲရွေးချင်ပါတယ်Okay ကျွန်တော်လည်းဒီမှာ Navas ကလို့ underrated ဂိုးသမားတစ်ယောက်လို့ပြောလို့ရတယ်အရင်နာမည်သားမပေါက်သွားပြီမဲ့သူ့လက်စွမ်းနေရအသင်းမှာအဓိကကြိုက်သူဒါပေါ်ထွက်ခဲ့တဲ့နိုင်ငံလဲ Costa Rica ဆိုသူ့နိုင်ငံမှာသူကအကောင်းဆုံး player captain လည်းဖြစ်တယ်ဆိုတော့အကောင်းဆုံးလို့ဖြစ်နေတာဒါ Real နဲ့လောက်ပြခဲ့တာတွေအရအောင်ဆိုဒါ contract မရောက်လာဘူးဆိုရင်တော့သူက first line နဲ့ keeper ဆက်ဖြစ်နေနိုင်တဲ့လူမျိုးဆိုတော့ဒီနေရာမှာတော့ Navas ပဲရွေးပါတယ်ဟုတ်ပါပြီ Okay ဒါဆို Kanzit ကတော့ဒါ share ကြီးတွေရွေးရမှာပထမဆုံးက Ramos နဲ့ Puyol Ramos နဲ့ Puyol ကတကယ်တော့ဒါသူဘယ်လိုတော့ရှင်းရမှန်းတော့မသိပါဘူးเนาะအကုန်လုံးကတကယ်ကိုတကယ်ချေကစားသမားတွေဆိုတော့လေဒီနေရာမှာကိုရွေးချင်တာဒါအသင်းရဲ့ captain နေရာမှာเนาะ Okay အကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ဒါ leadership ကိုဘာမှပြောစရာမလိုဘူးပေါ့လေเนาะ Barcelona ရဲ့ဒါခံစည်းကြောက်ဆောင်လို့တော့ပြောလို့ရတယ်ဒါ Puyol ပဲကိုရွေးချင်ပါတယ်Okay ဒါတော့အမြင်ကွဲသွားပြီကျွန်တော်တို့ Ramos ကိုရွေးတယ်ဒါသူ့ရဲ့ကျန်းကျန်းတန်းကစားတာတွေရောနောက်ပြီးတော့ဒါလိုအပ်ရင် penalty taker လည်းဖြစ်တယ်ဂိုးတွေပါတက်သွင်းပေးနိုင်တယ်ကစားသမားဆိုစားပုံရလဲ Ramos ကိုပိုကြိုက်တယ်ဆိုတော့ဒီနေရာမှာ Ramos ရွေးပါတယ်ဟုတ်ပါပြီ Okay ဒါနောက်ထပ် center back က Varane နဲ့ Piqué ဒါတော့အရင်ရွေးလိုက်မယ် Okay ဒီနေရာမှာတော့ဒါ Varane က Piqué တက်ဆိုင်တော့နည်းနည်းတစ်စင်းနှိမ့်နေလို့ပဲပြောချင်တယ် Piqué ပိုကြိုက်တယ်ဒါနှစ်ယောက်လုံးကတော့ Man U ကစားသမားဟောင်းနေပါပဲဒါ Varane ဆိုပို့ပြီးတော့ဒီလက်တလုံးမှာကစားထားဆိုပြီး Piqué ကိုတော့ပိုကြိုက်တယ် overall ကြည့် Piqué ပဲရွေးပါတယ်Varane နဲ့ Piqué ကြားထဲမှာတဆင့်လောက်ခံချားနေရလို့တော့ထင်တယ်လေနော်အဲ့တော့ဒါ Piqué ကိုပဲရွေးရမှာပါ Okay ပို့ပြီးတော့လဲဒါတတိပြထားတဲ့ကစားသမားဆိုတော့ Varane ကတော့ man နဲ့ဒါ Madrid နဲ့ Fla တွေအများကြီးယူခဲ့တယ်ဆိုတာမှန်ပေမဲ့ဟုတ်တယ်ဒါသူရဲ့ Travel Ramos တို့ဘာတို့တကယ်ကိုနော်ဒါ Varane တယောက်တည်းထိုးထွက်ပြီးကောင်းနေရတော့မဟုတ်ဘူးဒါ Madrid ကောင်းနေတဲ့အချိန်မှာနည်းနည်း like သွားတဲ့ပုံစံမျိုးပဲဖြစ်တယ် Piqué ကလည်းသူကတောက်လျှောက်ဟုတ်တယ် Barcelona ရဲ့မရှိမဖြစ်ကစားသမားဖြစ်ခဲ့တာဆိုတော့ဒါ Piqué ကိုရွေးချင်ပါတယ်Okay နောက်တစ်ချက်ကဒါ Shakira ကိုရအောင်ယူထားတာပါအဲ့မှာလုံးဝကွာသွားပြီပြီးတော့ကွဲသွားပြီပေါ့ Okay ဒါဆို full back တွေရွေးအောင်ပထမဆုံးက Carvajal နဲ့ Dani Alves သူရွေး Carvajal နဲ့ Dani Alves ဒါတော့ကိုဒါ Dani Alves ကိုပို့ပြီးတော့ရွေးချင်တယ်ရွေးချင်တယ်ဘာဖြစ်လဲသူကလည်းပိုကောင်းတယ်လို့လည်းကိုယ့်အနေနဲ့မြင်တယ်ကွာ Carvajal ထက်ပိုကောင်းတယ်လို့မြင်တယ်ဒါ Messi ရဲ့ goal တွေ Messi နဲ့လုံးဝအတွဲဖက်နီးခဲ့တာပေါ့ဟုတ်တယ်နီးခဲ့တာဆိုတော့ဒါ Dani Alves ကိုပို့ပြီးတော့ရွေးချင်ပါတယ် Okay ဒါတော့အမြင်တူပါတယ်ဒါ right back ထဲမှာဆိုတော့ Dani Alves ကိုပို့ကြိုက်တယ်ဒါတော့ right back ထဲမှာဆိုဖလားကြီးပါလေအစုံကြဘူးလေဒါ Olympic ရွှေတစိမ့်စုဟာစားဒီညမှာတော့ဒါ Dani Alves ကိုပဲရွေးချင်ပါတယ်နောက်တစ်ခုကတော့ဒါ left back Marcelo နဲ့ Eric Abidal ဒါဒီမှာတော့ Marcelo ပဲရွေးမှာဘာလို့လဲဆိုတော့ဒါ Marcelo ကအကြိုက်ဆုံး left back တယောက်ဖြစ်တယ်ပေါ့သူရဲ့ကစားပုံ Brazil သား PP scale ကောင်းတယ်ဘာညာပေါ့ဆိုတော့ Marcelo ပဲရွေးချင်တယ်ဒီမှာတော့ဒါ Madrid ရဲ့ကစားသမားကိုပဲရွေးရမှာပါဒါ Marcelo တော့ပိုကြိုက်တယ်ပေါ့လေနော် Abidal ထက်စားလို့ရှင် Okay ဒါဆိုဆက်ရွေးအောင်ကွဲလဲသွားကွဲလဲပထမဆုံးကတော့ဒါ defensive midfield မှာတော့ Casemiro နဲ့ Busquets နဲ့ Casemiro နဲ့ Busquets နဲ့လောက်ပါအောင်သူရွေးမယ်ဒါကနည်းနည်းတိုက်မတူတဲ့ကစားသမားနှစ်ယောက်လို့ကိုရှင်ထားတယ်လို့ပြောလို့ရတယ်နော်သူ့နေရာမှာလည်းသူတို့ကောင်းကြပါတယ်ကောင်းကြရဆိုမဲ့လည်းဒါရှင်ထားပြီဆိုမှဖြစ်မနေတော့ရွေးရတော့မှာပေါ့ Okay ရွေးရတော့မှာဆိုတော့ဒါ Barcelona ရဲ့ဒါ prime time ကိုအကောင်းဆုံးလက်တွဲဖို့ဆောင်ခဲ့တဲ့ဒါ Busquets ကိုရွေးချင်ပါတယ် Okay ဒါတော့အမြင်တူပါတယ် Busquets က overall ခြုံကြည့်ရင်လည်း Casemiro ထက်ပိုတာတယ်လို့မြင်တယ်ပြီးတော့ဒါလက်ရှိချိန်ထိလည်း Inter Miami မှာ form အရင်အောက်နေရမျိုးမဟုတ်ဘူးသူအကောင်းဆုံးပုံစံတွေပြနေအောင်ပဲဒါ Casemiro လည်းကောင်းနေပါသေးဟုတ်တယ်မကွင်းလေဘိုင်းမှာတော့ Busquets ရဲ့ကစားပုံကပိုထင်ပေါ်ခဲ့လို့ထင်တယ်ဆိုတော့ Busquets ကိုပဲရွေးပါတယ် Okay ဒါဆိုနောက်ထပ် Luka Modric နဲ့ Iniesta ကွင်းလေတွေကတော့လုံးဝအခက်ကြီးရွေးနေရတယ်
မူထွက်တဲ့ any race တာဘလို့ရွေးမှာလဲ ဟင်းဟိုမှာဟိုကောင်ကလည်းမှာ volunteer တွေပါရတာ Iniesta ကလည်းကွင်းလယ်မှာသူလှုပ်ခဲ့ရကြီးကသွားရှုပ်လို့မရဘူး ရှုပ်လို့မရအောင်စပိန်မှာရော Okay ဒါ နိုင်ငံလက်ရွေးစင် ဘာနဲ့တိုက်ရွေးရမခြေစွမ်းနဲ့တိုက်မှာလားအောင်မြင်မှုနဲ့တိုက်မှာလားအဲ့လိုဖြစ်နေဒါပေမဲ့ရွေးရမှာပဲကြာလာ ရွေးရမှာပဲ ဒါ Real Madrid fan ဆိုလဲဟုတ်တယ်ဆိုပေမဲ့ဒီနေရာမှာတော့ Iniesta ကိုပိုကြိုက်တယ်ကွင်းလယ်မှာဆိုရင်တော့ Iniesta ရွေးIniesta ရှိအခုလည်းရွေးချင်ပါတယ်ဒါပေမဲ့ဒီမှာတော့ပြောင်းပြန်ဖြစ်သွားပြီပေါ့လေနော်ပြောင်းပြန်ဖြစ်သွားပြီ Iniesta ကောင်းတာမှန်တယ်ပေါ့မှန်တယ်ဒါသူ့ရဲ့ driver စာဗီလေးရှိတယ်ဆိုတော့စာဗီကိုဖယ်လိုက်ရင်ရော စာဗီကလည်းပြေးရွေးရအောင်မှာအဲ့နိုင်ငံပို့ပြီးတော့ကိုက effective ပို့ဖြစ်တယ်လို့ခံစားရတာမိုဒရစ်ပို့ဖြစ်တယ် ခရိုအေးရှားကဒါစပိန်လောက်လည်းလေစိမ့်မဟုတ်ခရိုအေးရှားကိုမိုဒရစ်ပဲထမ်းတင်ပေးခဲ့တာဆိုဟုတ်တယ်ဒါခရိုအေးရှားမှာလည်းဒါသူတယောက်ပဲလောက်လာပထမဆုံးအနေနဲ့လုံးပြခဲ့တာဆိုတော့ဒါနိုင်ငံအသင်းမှာရောတကယ်ကလပ်မှာရောအကောင်းဆုံးခြေစွမ်းတွေပြသခဲ့တယ် volunteer လည်းရခဲ့တယ်ဆိုတော့ကိုဒီနေရာမှာတော့ဒါ Iniesta ကိုကြိုက်ပြီးမြဲဒါသူ့ကိုကြော်ပြီးတော့ Modric ကိုပဲရွေးလိုက်ချင်ပါတယ် Okay ဒါဆိုနောက်ထပ်ခက်မဲ့တတွဲက Toni Kroos နဲ့ Xavi နဲ့ပါ Toni Kroos နဲ့ဒီမှာတော့ကြောင်းပြန်ဖြစ်သွားပြန်ပြီ Toni Kroos ပိုကြိုက်တယ်ဒါ sniper တယောက်လိုပဲကွင်းလေကသူ့ရဲ့ဖန်တီးမှုတွေတိကျတယ်ပေါ့အဲ့လိုဖန်တီးမှုတွေနဲ့ပတ်သက်ပြီးကြိုက်တယ်ဒါနားသွားတာမှနည်းနည်းစောတယ်လို့ခံစားရတယ်ဆိုတော့ဒီမှာတော့ Toni Kroos ရွေးပါမယ်ဒီမှာတော့ဒါလည်းဖြောင်းပြန်ပဲ fair ဖြစ်ပါတယ်ဒါတယောက်စီရွေးလိုက်တာဆိုတော့အခုကတော့ဒါဇာဗီကိုပို့ပြီးတော့ကြိုက်ပါတယ် Okay ဒီမှာဇာဗီရွေး Toni Kroos ထက်စားလို့ရှိရင်ပေါ့လေ Okay ဒါဆိုတိုက်စစ်ပိုင်းတော့ Okay ကဲစောင့်နေတော့မထွန်းသေးဘူးကျန်တာအရင်ရွေးလိုက်မယ်ဘန်ဇီမာနဲ့ David Villa ဘန်ဇီမာနဲ့ David Villa ကဒါ David Villa လေသူ့ရဲ့ prime time တုန်းကအကောင်းဆုံးခြေစွမ်းတွေပြသခဲ့တယ်ဆိုပေမဲ့သူ့ရဲ့ prime time ကတိတ်ပြီးတော့မချလိုက်ဘူးလို့ထင်တယ်ဟုတ်တယ်နော်ဒါပေမဲ့ဘန်ဇီမာကြောင့်အဲ့လိုမဟုတ်ဘူးဟုတ်တယ်ပြင်သစ်မှာရောဒီကလပ်မှာရော30ကျော်မှတော့ပို့ပြီးတော့ကောင်းလာဘန်ဇီမာအဲ့တော့ကိုအနေနဲ့ဒါအထောင်တိုက်စစ်မှုကတော့ဒါချွင်းချက်မရှိဘန်ဇီမာကိုရွေးချင်ပါတယ်ဒါ World Cup တွေပါရောရှူထားတဲ့ player တယောက်ဟုတ်တယ်ဒါ sorry မှာလည်းအရင် foul out နေတဲ့ပုံစံမျိုးမရှိသေးဘူးအခုချိန်ထိဆိုတော့ဘန်ဇီမာပဲရွေးပါတယ် Okay နောက်ထပ်ဒါ Garabay နဲ့ Petro နဲ့ MSN ရှင်ဖို့ကဒါလက်ရှိရွေးထားတဲ့ခုနှစ်တွေရတော့ MSN မဖြစ်ခဲ့ဘူးပေါ့ဘာစီလိုနာဘက်ကဆိုတော့ Garabay နဲ့ Petro နဲ့ပဲရှင်ရမှာပေါ့ဒါတော့ Garabay ပဲရွေးခြင်းတယ်နော် Petro တက်ဆိုင်တော့ Garabay က VA ရဲ့အောင်မြင်မှုတွေမှာဒါသူလုပ်ပြခဲ့ BBC တိုက်စစ်မှာလည်းအဓိကပဲဆိုတော့ Garabay ပဲရွေးပါတယ်ဟုတ်ပါတယ်ဒါကိုလည်း Garabay ကိုရွေးချင်ပါတယ်ဒါ Petro ကသူအကောင်းဆုံးလုပ်ပြခဲ့တယ်ဆိုပေမဲ့ဆိုပေမဲ့လည်းတူထပ်ပို့ပြီးတော့ Garabay နဲ့ရှင်လိုက်လို့ရှိရင် Garabay ကပို့ပြီးတော့သူတို့အကျိုးသက်ရောက်မှုမထွက်ပေါ်မှာပို့ပေးခဲ့တယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ကိုလည်းဒါ Garabay ပဲရွေးချင်ပါတယ် Okay နောက်ဆုံးပါဒါကတော့ Messi နဲ့ Ronaldo အဲ့တော့ခုချိန်ကြီးညင်ပွားကြခုန်နေကြတော့ပါပဲပါဒါကိုအားပေးရလူပဲကိုရွေးပါမယ် Ronaldo ရွေးပါတယ် Messi ပါဟုတ်ပါမလား Ronaldo ဖြစ်နိုင်တယ် Ronaldo ရွေးပါMessi ပါပဲဒါချွင်းချက်မရှိချွင်းချက်မရှိ Ronaldo ပဲကျွန်တော်အဲ့တော့ Okay ဒါဆိုဒီနေ့ရောက်တာကျွန်တော် Prime Real Madrid နဲ့ Prime Barcelona ကစားသမားတွေရှင်ရွေးခဲ့တာပဲဖြစ်ပါတယ်ဟုတ်ပါတယ်စုံထိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ကျေးဇူးပါ